ကျွန်တော်တော့ပြီးတာပါဒီနေ့မှာတော့အဲ့မလေးကြအမှဆက်ဆက်ဆိုယူရတော့ဟောလောက်ပါနော်အဲ့လိုပြီးတော့ချိတ်ထိုးတာတို့အကောင့်အတာတို့ profile ချိန်တာတို့ဘာရင်ကွပြီးရတယ်အဲ့ဒီလုံးမှာဖြစ်ပါတယ်ဟောဖြစ်ရှင်တော့အရင်ဆုံးအမှဆိုတော့ဒီမှာဒီညာလေးတက်လာအဲ့ညာလေးကိုနှစ်ဟုတ်လားဖြတ်လိုက်မှာတခြားအဲ့ဒါဆိုအဲ့ဒါကိုအဲ့ဒါလည်းနာမည်ပဲပဲနင်းဖြစ်ဖြစ်ကိုဒီမှာထည့်မဘောဒါစိတ်နာမည်ဖြစ်ဖြစ်ကို ID ဖြစ်ဖြစ်ကိုဒီမှာထည့်အဲ့ဒီကြဒီမှာနာမည်ကိုဥပမာကိုနာမည်ကိုရထည့်စကဘာလဲမနာလေဒီဥမာချိုးမိတာဒီကနေ့လိုက်လာဗျာဘာဖြစ်နေလဲနာမည်အမှန်ပဲကြိုကြီးလို့ပါတော့ဆိုရင်ဒီလိုမျိုးကြိုကြီးရအခုဥမာသူ့နာမည်အကောင်ကြီးဆိုရင်ကိုကြိုကြီးပေါ့ကိုကြို UI ကိုကြိုကြီးမဟောတော့လို့မရအောင်အမှန်တခုဆိုလာဘာလဲဆိုတော့အဲ့သူ့နာမည်အတိအကျရဘာမှအဲ့လိုမဆိုင်ဘူးဒီမှာပါရှာဒီမှာ ID တက်လာအဲ့ဒါကိုအကောင့်နဲ့ဒီမှာကြည့်ဟောပါဟာအဲ့ကိုနဲ့တရားရဆော့တယ်လို့ဒီမှာကြည့်ရတယ်ကိုကအဲ့နံပါတ်ကိုကြည့်ဒီနောက်ကမပေါအောင်ကြည့်ပြီးရင်အဲ့နံပါတ်ကိုတူပဲပြောလို့ရှိရင်ညာကွကွsorry အချက်ကိုဖတ်တယ်လည်းတော့လေညာကွာမော်ဖက်တာအဲ့ဒါလေးထည့်အဲ့လေးထည့်ရင်အတိအကျပေါ်လိမ့်မယ်ဒီအဲ့လိုမျိုးအတိအကျပေါ်အဲ့ပြီးလို့ရှိရင်အဲ့ဆော့လို့လည်းသူကလတ်စစ်ကိုပဲစိတ်ပဲလည်းမဆော့ပိုင်းနဲ့ဒီမှာရလေအဲ့ဒါဆော့ပိုင်းနဲ့နောက်ပိုင်းအပစ်တူဘာညာကိုလီကိုလာလို့ဘယ်ကူကွာရရလို့ရှိရင်ဟိုဝင်တော့ဘုံလည်းမလို့ခံရတာလို့ဘာညာကိုကွာလို့အဲ့ပါလေဟိုမတော့ကြည့်တယ်YouTube မှာ run game လေးမှာကိုတော့ကြည့်တာအဲ့ဆိုအပကကောင်းတယ်တွေ့လို့ရှိရင်အဲ့လိုမျိုးရေးပြီးရင်ဟာလေပြီးရင်စစတာဒါတွေရတယ်မကြည့်ဟိုကောင်းပြတ်သွားလို့ content နဲ့ဆိုတာဒီမှာဒါတွေပြောက်ပါဒီနေ့ကလေဆောက်ကိုတေးယူပြောင်းဒါလေးအဲ့ဒါလေအဲ့ကတော့ကချပုံနဲ့အဲ့ပုံလေးကိုနှစ်ပြီးရင်ကျွန်တော်ယူထားတာသူကလိုလည်းမရက်နေတာဘော HP ESP ဒီပေါ်မှာဒီရလေအဲ့လိုကြီးအဲ့ဒီအတန်းလေးပြီးသွားလို့ရှိရင်ဒီလိုတော့ကြီးရတယ်မဒီကောင်ဆိုကြီးနော်ဒီကဒီလိုပဲလို့ကောင်းတယ်နေအဲ့ဒါကိုကြိုက်လို့ရွေးလို့ရတယ်ဒီအောက်ဒီနားလေးမှာပေါ့ဥမဟာနာပြီးတော့ကွာအဲ့လိုလေးပေါ့ကိုကမပေါ်ဘူးအဲ့လိုအဲ့ဒါဆိုဘယ်လိုပြောရမလဲကွာခဏဒီလိုဒီမှာဒီမယ်ဒါလေးဒီစသဖြင့်လည်းမပေါ်အဲ့နဲ့ဆွမ်းနေရမ်းဘလောက်ရတယ်ပေါ့ဒီနေအဲ့ရှိုးရတယ်ပေါ်လို့ရင်ဒီဆိုရအောင်အဲ့ဒါနဲ့ပြီးရင်ကိုယ်ကစားဒီမှာရှိုးမှန်တယ်လားလို့ရှိတယ်ဆိုတော့လည်းမတူတူပတ်စံနေလိုက်ဒီတန်ပါတာအဆက်စင်မိမစမစပူအမို့ဒီကိုယ်ရဲ့ရှိရကောင်ဒီလိုလဲလို့ရဦးမဝါပဲထားရောခုနပြရပဲထားဒီရှိရပုံလေးနဲ့လဲဝဲမယ်ဆိုရင်ဒီအောက်ကဖတ်ရှိတာအဲ့ဒါလေးနဲ့
အမှနှိပ်ပုံလေးနှိပ်ပြီးနားလေဆောင်းလာအောင်ဒီအိုက်ကိုမွေးပဲမွေးကစောင့်နေနေတယ်ဒီမှာထွေးအဲ့နေပြီးခင်းနေရပါလေအဲ့ဟိုလိုဘူးစားပါမဟုတ်ဒီရင်ခင်းနေရပါလေအဲ့ပြီးရင်အော်စရာတီဖန်ဝတ်တာဒါရီမီယူဘလို့ပုံလဲမပြမှာဒီစီရန်ဒီဝါစီရန်တွေ့ရမှာဒီရလေအဲ့လေဒီရဝိုင်းယူရင်ကိုရီကိုကြည့်မယ်ဒီရဝင်ကြည့်အဲ့ရှိရီနည်းနည်းမောင်လေးလည်းမရှိရဟီဘူးပြီးရင်ဒီမှာလည်းကျွမ်းကျင်နေပါယူရင်ဒီရဲဝင်လာဒီဟာကျွမ်းကျင်နေပါဒီနေရာအဲဆိုဒီနေရာလေးဝင်မဖိုက်တာဘာညာကပါဖိုက်တာတန့်အိုးမကြိုက်တာယူရအဲ့လိုမဆမ်းမပဲကွာမဆမ်းမမီရဆိုပါညာမဆမ်းမလာမလီလာမချက်ပရာနဲ့ပွင့်လာချက်ပရာလေးဝင်ရကန်ပလိုင်းနဲ့ကိုကလေးနဲ့ဒီမြလေးတော့အော်တိုမက်ဟိုဘက်ရောက်ဝင်ဒီလိုကိုလုံးပေါ့အဲ့လေးလာတိုင်းကိုတော့လောက်ဆော်လာအဲ့လိုနည်းနည်းတက်တော့ဆော်လေးရတယ်ပေါ့ငါမြတာပါရှိဒီဗန်ကရက်ကဒီမှာကြီး15ရက်အဲ့ဒါငါများကြီးမရှိဘူးဒီမှာကန်ပလိုင်းအော်ဆော်မပေါ် What the yeah တိုင်းလာဒီမှာကတိုင်းရက်လာပါလို့ဒီနားမှာတက်လာအဲ့ဆိုင်ကဖလိုင်းကမ်ပလိုင်းနော်ကမ်ပလိုင်းအော်နေအိုင်ဟောဘာရှိပြီလားငါတခါမလာနီးရတယ်ကောင်းတာပေါ့သူပြရဲ့ဘက်ကိုလိုင်းနေအရာဆိုအလုံးဟာဒါဆိုစပါဝဲမပေါ့စပါဝဲအဲ့လိုမျိုးပေါ့အဲ့လိုမျိုးယူရင်လည်းကမ်ပလိုင်းအော်ဒီလေးကိုဒီခုနပြရတယ်ညမယ်ဆိုဒီမှာအများကြီးကိုကြည့်စကွင်းအများကြီးကိုဒီမှာကြည့်အဲ့ကြည့်ဒီလူရင်ဒီမှာဘာမှမဒါလေးနေညဒါလေးရောနော်ပြီးရင်သူညကိုလာအဲ့လိုရင်ဒီနားမှာဒီလို၄တောင်နေဟိုက်နားမှာဒီလို၄တောင်လေးနဲ့အဲ့နားမှာ၄တောင်လေးပြန်အဲ့၄တောင်ဒီနားမှာရွှေ့ပြန်ဟုတ်လားလေစကွင်းအဲ့လို၄တောင်လေးတည်းမှာသူ့အကောင့်ပုံပါညာပြီးရင်စာနာမည်လို့ပြီးရင်ဒီမှာ follow and like လာ review လာပြီးပေါ်တယ် follow ဆိုတော့ရွှေရောင်နဲ့ထားဆိုရင်အပြာလေးလက်မှာဒီ follow နဲ့လိုက်ကိုယ်တကယ်ချင်းကဒီထဲဝင်သွားတယ်ဒီထဲဝင်သွားတယ်ဒါပဲနေဒီလေးကြည့်ရှုရဒီအားလုံးကိုကျေးဇူးတင်ပါတယ် no subscribe နဲ့ရကိုညီပေးကြတယ်ကျေးဇူးတင်ပါတယ် bye bye